ခုတိုရိုကနယူးယောက်စီခီးဆက်လာရင်တက်ကြီးရွယ်အိုတွေပဲရှိတဲ့မြို့ပြကြီးတစ်ခုစီကိုရောက်လာပါတယ်။ဦးမဲကဒီမြို့မှာဒီတူမကောင်းဆိုးဝါးတွေကိုအာယုံမခံမိဘူးလို့ပြောလိုက်တဲ့အခါအန်နာကဒီနေ့ဈေးကောင်းကောင်းဝယ်လို့ရပြီထင်တယ်လို့ပြောလိုက်ပြီးတခုတိုကတော့စိတ်ပြက်စရာဆိုပေမဲ့ကောင်းပါတယ်လို့ပြောလိုက်ပါတယ်။ထိုအခါဦးမဲကတခုတိုကိုဒီတူတွေရှိမှပြောတာလားလို့မေးလိုက်ပြီးအဲ့ဒါဆိုအခုပဲဒီတူတွေကိုတွားချလိုက်ပါမယ်လို့ပြောလိုက်တဲ့အခါတခုတိုကအဲ့လိုမဟုတ်ပါဘူးလို့ပြောလိုက်ပြီးငင်ကမြို့ရဲကိုဒီတူတွေခေါ်လာမလို့လားလို့ဦးမဲကိုပြန်မေးလိုက်ပါတယ်။ဦးမဲကတခုတိုကိုနောက်တာပါလို့ပြန်ပြောလိုက်ပြီးတခုတိုကဂီတပဲစိတ်ဝင်စားတာမလားလို့ဦးမဲကမေးလိုက်တဲ့အခါတခုတိုကနေညံတော်ကောင်းလာတာပဲလို့ပြန်ပြောလိုက်ပါတယ်။ဒါပေမဲ့ဦးမဲကအမြဲတမ်းဂီတပဲလုံးနေတဲ့တခုတိုကဂီတကလွဲရင်ဘာမှအသုံးမကျဘူးလို့ပြောလိုက်တဲ့အခါမှာတော့ထုံးစံအတိုင်းနှစ်ယောက်ကစကားတွေထားများကြပါတယ်။ဒီလိုနဲ့မြို့ရဲကိုရောက်လာတဲ့အခါမှာတော့အန်နာနဲ့ဦးမဲကဈေးဝယ်သွားဖို့လုပ်နေပြီးဦးမဲကတခုတိုကိုအထုပ်အပိုးတွေလည်းကောင်းကောင်းတည့်နိုင်တာမဟုတ်လို့နေခဲ့လေရတယ်လို့ပြောလိုက်တဲ့အခါအန်နာကတခုတိုကိုဘာပြဿနာမှမရှာပဲကောင်းကောင်းနေဖို့မှာပြီးဦးမဲနဲ့အတူထွက်သွားပါတယ်။ခဏကကြာမှာတော့ဦးမဲနဲ့အန်နာကဆိုင်တစ်ခုထဲမှာဈေးဝယ်နေပြီးဆိုင်ရှင်အဖိုးကြီးကဦးမဲတို့ကိုဘယ်သွားကြမှာလဲလို့မေးလိုက်တဲ့အခါအန်နာကနယူးယောက်ကိုသွားမှလို့ပြန်ပြောပြလိုက်ပါတယ်။အဖိုးကြီးကမင်းတို့နှစ်ယောက်တည်းအဆင်ပြေပါမလားလို့ထပ်မေးလိုက်တဲ့အခါအန်နာကနောက်ထပ်တစ်ယောက်ရှိပါသေးရဲ့လို့ပြောလိုက်ပြီးဦးမဲကတော့သူရှိနေတဲ့၍ဘာအနေမှရှိမှာမဟုတ်ဘူးလို့အဖိုးကြီးကိုပြောလိုက်တဲ့အခါအဖိုးကြီးကဦးမဲကိုအားကိုးချင်စရာလေးပဲလို့ပြန်ပြောလိုက်ပါတယ်။အဖိုးကြီးကအန်နာမှာတဲ့ပစ္စည်းတွေကိုယူပေးနေပြီးဒီမျိုးကိုလာတဲ့ဧည့်သည်တွေကအသက်ကြီးအဖွားကြီးတွေပဲလာတာမလို့ငယ်ငယ်ရွယ်ရွယ်ဧည့်သည်လေးတွေကိုမမြင်ရတာကြာပြီလို့ပြောရင်ပစ္စည်းထည့်ထားတဲ့ပုံကိုမားလိုက်တဲ့အခါအဖိုးကြီးကခါကြောညက်သွားပါတယ်။ထိုအချိန်ရုတ်တရက်ဆိုင်ကိုဖုံးဝင်လာတာကြောင့်အန်နာကဖုံးကင်ပေးလိုက်ရပြီးဖုံးဆက်လာတဲ့သူကတော့တခြားသူမဟုတ်ပဲဆိုင်ရက်ဖောက်တယ်ဖြစ်တဲ့ဘူဟန်ကနွားနို့မှာတာပဲဖြစ်ပါတယ်။ဆိုင်ရှင်အဖိုးကြီးကအခုဘူဟန်ကိုနွားနို့မပို့နိုင်ရင်မနေ့ပြန်ဘူဟန်ဆိုင်ကနွားနို့မပါတဲ့ကော်ဖီတွေပဲရတော့မှလို့အန်နာကိုပြောပြလိုက်တဲ့အခါအန်နာကဘူဟန်စီကိုနွားနို့တောက်ပို့ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့အန်နာနဲ့ဦးမဲကဘူဟန်စီကိုရောက်လာကြပြီးအန်နာကဖြစ်ခဲ့တာတွေကိုပြောပြလိုက်တဲ့အခါဘူဟန်ကမြို့ထဲမှာအရွယ်ကောင်းလေးတွေမရှိတာမလို့အသက်ကြီးတဲ့သူတွေပဲအလုံးလုံးနေရတဲ့အကြောင်းအန်နာတို့ကိုပြန်ပြောပြလိုက်ပါတယ်။ဘူဟန်ကအန်နာတို့ကိုပန်းတီယိုလက်ဆောင်ပေးမယ်လို့ဆိုတဲ့အခါဦးမဲကပန်းတီယိုကချိုလားလို့မေးလိုက်ပြီးဘူဟန်ကအရန်ချိုတာပေါ့လို့ဦးမဲကိုပြန်ပြောပြနေတဲ့အချိန်ကျမ်းပြင်ကဆွေးနေရကြောင်းအန်နာရဲ့ခြေထောက်ကရုတ်တရက်ကျွန်းကျသွားပါတယ်။အဲဒါကြောင့်အန်နာကပျက်စီးသွားတဲ့ကြမ်းကင်းကိုပြန်ပြင်ပေးလိုက်ရပြီးဦးမဲကအန်နာလုံနေတာတွေကိုစိတ်ဝင်စားကြည့်နေတာကြောင့်အန်နာကဦးမဲကိုဆန်းလုပ်ကြည့်မလို့လားလို့မေးလိုက်ခါဦးမဲကိုလှုပ်ခွင့်ပေးလိုက်တဲ့အခါမှာတော့ဦးမဲကအားကြီးနဲ့ထုပလိုက်ပါတယ်။おや、コゼットတခုတိုကဘော့စတွန်ဖြစ်ရဆိုအကြောင်းကားပေါ်မှာအိမ်မက်နေပြီးအိမ်မက်ကနေနိုးလာတဲ့အခါမှာတော့ဦးမဲနဲ့အန်နာကပြန်မရောက်လာသေးတာကြောင့်တခုတိုကမြို့ရဲကိုရှောက်ကြည့်ဖို့အတွက်ထွက်သွားပါတယ်။မြို့ရဲကအဖိုးကြီးတယောက်ကဆိုင်တခုတဲကိုဝင်သွားတာကိုတခုတိုကတွေ့လိုက်ရတာကြောင့်ဆိုင်တဲကိုလိုက်ဝင်သွားပြီးဆိုင်ရဲ့မြေအောက်ခန်းထဲမှာတော့တချင်းနှထောင်ရင်အေးဆေးဆေးအနားယူနေတဲ့အဖိုးကြီးတွေကိုတွေ့လိုက်ရပါတယ်။တခုတိုကတချင်းခွေတွေထားတဲ့နေရာကနေသူ့အဖေရဲ့တချင်းခွေကိုယူကြည့်လိုက်တဲ့အခါဘာပိုင်ရှင်ကကောင်းလေးမင်းပစ္စည်းကောင်းကိုရွေးတတ်တာပဲလို့ပြောလိုက်ပြီးတစ်ခွက်လောက်တောက်မယ်ဆိုဖွင့်ပေးမယ်လို့တခုတိုကိုပြောလိုက်ပါတယ်။ဘာပိုင်ရှင်ကသူတို့မျိုးကနေဂျက်ကီတာကအစပြိုးခဲ့တယ်ဆိုပေမဲ့ကလပ်စကယ်တချင်းတွေကိုတော့မမုန်းပါဘူးလို့ပြောလိုက်ပြီးအထူးသဖြင့်ခန်ဂျာရဲ့တီဝိုင်းတွေကအရန်မိုက်တာပဲလို့ဆိုကခန်ဂျာရဲ့တချင်းတွေကိုနားထောင်လိုက်ရင်နှလုံးသားတစ်ခုလုံးနင်မျောသွားတယ်လို့ပဲလို့တခုတိုကိုပြောပြလိုက်ပါတယ်။တခုတိုကအာစာအိနာခန်ဂျာကိုဂီတကိုချစ်မြတ်နိုးကြတဲ့သူတွေကမုန်းနေကြမယ်လို့ထင်နေတာလို့ပြောလိုက်တဲ့အခါဘာပိုင်ရှင်ကဘော့စတွန်ဖြစ်ရဆိုကြောင်းလားလို့ပြောလိုက်ပြီးဂီတကိုလှုပ်ဝက်နားထောင်ရတယ်ဆိုပေမဲ့ငါတို့အားလုံးကအခုချိန်ထိဂီတကိုမမုန်းပဲလှုပ်ဝက်နားထောင်နေကြတာပဲလို့ပြန်ပြောလိုက်ပါတယ်။ပြီးတော့ဘာပိုင်ရှင်ကငါတို့မျိုးကိုခန်းကြလာဘူးတဲ့လို့ဆိုကခန်းကြရဲ့ရှိုးဘဲကအကောင်းဆုံးပဲလို့ပြောလိုက်ပြီးခမ်းမတစ်ခုလုံးပြိုကျသွားတော့မဲ့အတိုင်းလက်ခုပ်တန်တွေအားပေးတန်နေနဲ့စူညံနေတာပဲလို့ဆိုကဂီတမှာလူသားတွေရဲ့ခန်းစားချက်တမိုင်းကြောင်းနဲ့ဘဝမျှော်လင့်ချက်တွေရှိတယ်ဂီတကိုနားထောင်လိုက်တာနဲ့အဲ့ဒါတွေအကုန်လုံးကပေါင်းစည်းသွားပြီးတစ်ခုတည်းဖြစ်လာတာကိုခန်းကြကအသက်နဲ့ရင်းပြီးငါတို့အားလုံးကိုပြောပြခဲ့တဲ့အကောင်းဆုံးအမှုပညာရှင်ပဲလို့ဘာပိုင်ရှင်ကတခုတို့ကိုထပ်ပြောပြလိုက်ပါတယ်အဲ့ဒါကိုနားထောင်နေတဲ့အဖိုးကြီးတွေကဘာပိုင်ရှင်ကိုမင်းကအဲ့ဒါတွေပြောရင်အမြဲတမ်းတက်ကြနေတာပဲလို့ပြောလိုက်ပြီးတခုတို့ကိုလည်းသူပြောတာတွေနားထောင်နေရင်ဒီဆိုင်ထဲကနေထွက်သွားချင်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ဘာပိုင်ရှင်ကလူငယ်တွေဂီတကိုချစ်နေသေးတာပဲလို့ဆိုကအထူးသဖြင့်ခန်းစားရဲ့တခြင်းတွေကိုသဘောကျနေတာမိဘတွေကဂီတနဲ့လှုပ်ဝက်ပြီးမွေးဖွားခဲ့တာလားလို့တခုတို့ကိုမေးလိုက်တဲ့အခါမှာတော့တခုတို့ကကျွန်တော်ရဲ့အဖေကခန်းစားပါလို့ပြောလိုက်တာကြောင့်ဘေးမှာထိုင်နေတဲ့အဖိုးကြီးတွေအကုန်လုံးကအံ့ဩတိတ်ဆိတ်သွားပါတယ်။တစ်ဖက်မှာတော့ဦးမဲနဲ့အန်နာကမြို့ရဲကလူတွေကိုပူညီပြီးကားစီကိုပြန်လာနေပါတယ်။ဒါပေမဲ့လန်တဲ့နေရာမှာတိတ်ဆိတ်မနှက်နဲ့မမဆောင်ပုံစံနဲ့အဖွားကြီးတယောက်နဲ့တွေ့သွားပြီးမမဆောင်ကအန်နာကိုသူ့သမီးနဲ့အထင်မှားနေရကြောင်းအန်နာကလူမနေရလို့ပြန်ပြောပေမဲ့မမဆောင်ကဇော်တင်းဆွဲခေါ်သွားတာကြောင့်
အိမ်ထဲကိုပါသွားပါတယ်အိမ်ထဲကိုရောက်လာတဲ့အခါမှာတော့အန်နာကသူကအန်နီရဲ့သမီးမဟုတ်ပါဘူးလို့ထပ်ပြောလိုက်ပေမဲ့မမဆောင်ကရှင်းပြတာကိုတေချာနားမထောင်ပဲစာတေချာကြိုးစားခဲ့တာပဲလို့ပြန်ပြောလိုက်ပြီးဦးမဲကိုလည်းကိတ်မုတ်အချိုတွေကြိုက်တယ်ဆိုရင်အဝါစားနို့လို့ပြောနေပါတယ်ဒီလိုနဲ့ခဏအကြာမှာတော့မမဆောင်ရဲ့ယောက်ျားကအင်ကိုပြန်ရောက်လာပြီးအန်နာကအဖိုးကြီးကိုတွေ့သွားတဲ့အခါဖြစ်ခဲ့တာတွေအကုန်လုံးကိုပြောပြလိုက်ပါတယ်ထိုအခါအဖိုးကြီးကအန်နာကိုသူတို့သမီးလင်မယားကခလေးမွေးပြီးအိမ်ပေါ်ကနေဆင်းသွားတဲ့အချိန်အားလုံးကတေဆုံးသွားတဲ့အကြောင်းကိုပြောပြလိုက်ပြီးဒါပေမဲ့မမဆောင်ရဲ့စိတ်ထဲမှာတော့သူသမီးကအခုချိန်ထိအသက်ရှင်နေသေးရဲ့လို့ထင်နေတာကြောင့်အခုလိုတွေဖြစ်သွားခဲ့ရလို့အန်နာကိုပြောပြလိုက်ပါတယ်တာကူတိုးဘက်မှာတော့ဆိုင်မရှင်ကတာကူတိုးကိုဆိုင်းရန်ဂီတာခန်းရှိတဲ့နေရာကိုခေါ်လာပြီးတာကူတိုးကပီယာနိုကိုတွေးလိုက်ရတာကြောင့်အန်အောနေကပီယာနိုတီးဖို့အတွက်အတန်းစညှိလိုက်ပါတယ်။ဘားပိုင်ရှင်ကဟိုမှာရက်နေတဲ့သူကမင်းဖေရဲ့တီးရွိုင်းမှာခရမှုတ်ပေးခဲ့တဲ့ဂျိုးဆိုတဲ့လူပဲလို့တာကူတိုးကိုမိတ်ဆက်ပေးလိုက်ပြီးခန်းချာနဲ့အတူတူဖျော်ဖြေခဲ့ရတာတွေကိုအမြဲကြွားနေတဲ့သူပေါ်လို့ပြောပြလိုက်ပါတယ်။ဂျိုးကအဲ့ဒါတွေကအရင်တော့ကဖြစ်ခဲ့ရတာတွေပါလို့ပြောလိုက်ပြီးခန်းချာတီးဝိုင်းကိုဥဆောင်နေတဲ့အချိန်ကဆိုရင်ငါကအဝေးကနေကြည့်နေရတာအိမ်မက်တစ်ခုလိုပဲလို့ဆိုကခန်းချာကဂီတရဲ့သဘောတဘာဝတွေအကုန်လုံးကိုပြောပြတဲ့အချိန်ဆိုငါတို့အားလုံးသတိမထားမိလိုက်တဲ့အချိန်မှာတည်းငါတို့အားလုံးကဂီတာထဲမှာနင်းမျိုးသွားတာပဲလို့တာကူတိုးကိုပြောပြလိုက်ပါတယ်ဒီလိုနဲ့တာကူတိုးပီယာနိုစတီးလိုက်တဲ့အချိန်မှာတော့တဆိုင်လုံးကတိတ်ဆိတ်သွားပြီးဂီတကိုလိုက်ပါစီမျောရင်ခန်းစားနေကြပါတယ်တဖက်မှာလည်းဦးမဲကမမဆောင်ရဲ့ကိတ်မုတ်တွေကိုစားရင်တာကူတိုးရဲ့အကြောင်းကိုပြောပြနေပြီးတာကူတိုးကပီယာနိုတီးရကလွဲရင်ဘာမှမလုပ်တတ်ဘူးဆိုပေမဲ့တာကူတိုးပီယာနိုတီးရင်အရန်ကိုဆရာထက်တန်ပြီးတန်မာတဲ့ခန်းစားချက်တွေထွက်ပေါ်လာတယ်လို့ဆိုကအဲ့ဒီခန်းစားချက်တွေကဘဝနဲ့ရှင်သန်ခြင်းကြားကတိုက်ပွဲနဲ့အတူတူပဲလို့ဦးမဲကမမဆောင်ကိုပြောပြလိုက်ပါတယ်ပြီးတော့ဦးမဲကအဲ့ဒီခန်းစားချက်တွေသူ့စီကိုပါစီးဝင်လာတဲ့အချိန်ဆိုရင်မြူဇစ်ကယ်တယောက်ဖြစ်ရတာတော်ပါသေးရဲ့လို့တွေးမိတယ်လို့ပြောလိုက်ပြီးဒီတူးတွေအကုန်လုံးကိုသာရှင်းပြနိုင်လိုက်မယ်ဆိုရင်တာကူတိုးကဂီတကိုလွတ်လွတ်လပ်လပ်တီးခတ်နိုင်မှာလို့ဦးမဲကပြောလိုက်ပါတယ်ဒီလိုနဲ့ခဏအကြာမှာတော့ဦးမဲနဲ့အန်နာကမမဆောင်အိမ်ကနေပြန်လာကြပြီးဦးမဲကတာကူတိုပီယာနိုတီးနေရာကိုအာယုံခံမိတာကြောင့်တာကူတိုရှိတဲ့နေရာကိုရောက်လာပါတယ်ဦးမဲကအန်နာကိုတာကူတိုကဘာမှမလုပ်တတ်ပေမဲ့ပီယာနိုရှိတဲ့နေရာကိုတော့တီးရနော်လို့ပြောလိုက်ပြီးဦးမဲကတာကူတိုပီယာနိုတီးရကိုသဘောကျရလို့ပြောလိုက်တဲ့အခါအန်နာကသူလည်းသဘောကျရလို့ပြန်ပြောလိုက်ပါတယ်တာကူတိုပီယာနိုတီးပြီးသွားတဲ့အခါမှာတော့ဂျိုးကတာကူတိုကိုကျေးဇူးတင်ပါတယ်လို့ပြောလိုက်ပြီးတာကူတိုပီယာနိုတီးတာခန်ချာရဲ့ဂီတနဲ့တပုံစံနဲ့ပဲလို့ဆိုကခန်ချာရဲ့ဂီတကဘယ်တော့မှတိတ်ဆုံးမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ဒီလိုနဲ့ခဏအကြာမှာတော့အားလုံးကအတူတူခီးဆက်ထွက်လာကြပြီးကားပေါ်မှာတော့ဦးမဲကဘိုးဝမ်းပေးလိုက်တဲ့ပန်းတီယိုတွေကိုစားနေကဘေးမှာထိုင်နေတဲ့တာကူတိုကဂျိုးပေးလိုက်တဲ့တူးဖေရဲ့လက်ကွက်တွေကိုကြည့်ရင်အတွင်းနဲ့လက်ကွက်တွေကိုလေ့ကျင့်နေပါတယ်တစ်ဖက်မှာတော့စာကာကတာကူတိုရဲ့အချက်အလက်တွေကိုကြည့်ရင်ဂီတပညာရှင်ခန်ချာရဲ့သားကဒီအဖြစ်ပြက်ဆိုးကြီးကိုလွတ်မြောက်ပြီးကောင်းကောင်းအသက်ရှင်ခဲ့တာပဲလို့ဆိုကငါသူနဲ့လူချင်းတွေ့ပြီးဆွေးနွေးချင်တာလေးတွေရှိရလို့ပြောလိုက်ပါတယ်ပြီးတော့စာကာကဘလောက်ပဲစိတ်ပြက်စရာတွေနဲ့ပြည့်ညက်နေပါစေအမြင့်ကိုတက်ပြီးဘဝရဲ့သင်ခန်းစာတွေကိုကစားနိုင်တဲ့သူကအင်အားကြီးတဲ့သူပဲလို့ဆိုကတာကူတိုကခန်းချာရဲ့သားဆိုရင်အင်အားကြီးတဲ့သူပဲဖြစ်မှာလို့စာကာကပြောလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီမှာရင်ပဲပြီးဆုံးသွားပြီးကျွန်တော်ရဲ့ဗီဒီယိုကိုသဘောကျရဆိုရင် like နဲ့ subscribe ကလေးလုပ်ပေးတော့ဖို့မေတ္တာရပ်ခံချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ